ဂျုံမြင့်နဲ့ဝက်ကြိတ်သားလေးကိုကြော်မယ်စီစဉ်ထားတယ်ပထမဆုံးကျက်သွန်ဖြူမထည့်အောင်ဂျုံမြင့်စွာလေကျက်သွန်ဖြူမထည့်လဲရတယ်ကျက်သွန်ဖြူကျက်သွန်နီလေး3ဦးနဲ့ငယ်သီးကြောက်ကလေးကိုအဆက်ချမ်းနိုင်တဲ့လောက်ကလေးနဲ့ဘလန်ဒါလေးနဲ့ကြိတ်ထားလိုက်တယ်အလွယ်ဆုံးပဲအလွယ်ဆုံးနည်းပဲချက်ပါဂျုံမြင့်ကလေးတွေအဆေးပြီးညှပ်ပြီးတော့တိချာစီဆေးပြီးတော့ညှပ်ထားတယ်ကုလူချင်တဲ့အရှိလက်တစ်စစ်လောက်ပေါ့နော်ညှပ်ပြီးဟီတိချာစီဂျူးမြက်ကဟီရိုတိချာစီရတယ်တော်တော်စီရတယ်ပြီးတော့အမစီလေးပူလာရင်အဲ့ဒီစက်တန်နီနဲ့မြုပ်ဒီကျိတ်ထရာလေးကိုထည့်ပြီးတော့စီတက်မယ်စီတက်ပြီးတော့နဲ့မှုရလာပြီးတော့အရင်6ကျွတ်သွားချင်မလို့ဘာလို့ဆိုတော့သူကဝတ်တာကျိတ်သားထဲအောင်မလေးဝတ်ကျိတ်သားကိုလည်းဟိုဘက်မှာအစမ်းထက်မယ်ကျင်းမုံလေးချင်းလေးရဲ့စက်တုံဖြူဟုတ်ပါဘူးချင်းလေးရဲ့စနမုံလေးရဲ့စာအချိုမုံလေးရဲ့နေထားတယ်စံတန်လေးနေထားတယ်ပြီးရင်စီသက်ပြီးတာအခုလောက်ဆိုရင်လည်းမှုလာပြီပေါ့နော်မှုလာပြီဆိုဝတ်ကျိတ်သားလေးထဲလိုက်တယ်ဝတ်ကျိတ်သားလေးကိုတိကျထဲပြီးတော့ရောပြီးတော့စီနေနဲ့ဆက်ပြီးတော့ကြော်တယ်ပေါ့နော်အလင်းကြောအဲ့ဒီမှာဖုန်းလေးပဲလေးအုပ်ထားရင်တော့ခုနကဒါမဲ့သူများအိမ်ပေးလေးကအဖီလေးမှသွားချက်တာဆိုတော့ဘာမှစလောင်းပုံမပါနဲ့သူများမိကြံလေးမှသွားလူချက်တာလေအဲ့တော့မဝတ်သားလေးကိုကြော်တယ်ချက်တော့နီလေးရဲ့ညူတီလေးရဲ့ဝတ်သားလေးရဲ့တမသွားအောင်တော်တော်လေးမွေးရတယ်ဆိုအင်းနေလိုဝတ်သားလေးရတယ်နည်းနည်းခဲချင်တယ်မွေရအမစနေမုံလေးထဲတော့ကြိုက်တော့ကိုတော့စနေမုံကြိုက်လို့နည်းနည်းပူထဲတယ်နောက်အဲ့ဒါစနေမုံလေးနဲ့ဆိုအရောင်လှနောက်ပြီးတော့အမလေးတခုရှိသေးတယ်5မျိုးဆက်မဆလာမလာအမှုံလို့ခေါ်ကြ5မျိုးဆက်မဆလာလေအဲ့လေးထဲဝတ်သားနဲ့တဲ့ချိန်မှာအဲ့တခါကြီးထဲထားလိုက်တယ်ဆက်ရှာသေးနဲ့သူကမွေးတယ်လေမကြိုက်တော့လဲပေါ့တရုတ်မဆလာကြတော့စားကောင်းတယ်ဟုတ်ပြီရတော့မယ်ကြော်နေတယ်ရတော့မယ်ဝိုက်ပြီအမဝတ်တာကနဲ့ချက်တလောက်ရှိပြီပေါ့နော်ချက်ခံနေတော့ဝတ်တော့နေတာတော့တော်တော်လေးချက်တဲ့ထီပေါ့ချက်တယ်မချက်မစားရင်စားကြလည်းမရှိဘူးစားတာနဲ့တန်းတိုင်းနာတာအဲကြောင့်မလို့ဘာသာကြအောင်ကြော်တယ်ရတာလေးနဲ့မွေးလာပြီဆိုရင်ရလောက်ပြီအဲဆိုရင်ဂျူးမြထဲတော့မယ်ဂျူးမြထဲဖို့ပြင်နေပြီဟုတ်တယ်အယောင်တင်လေးကနည်းနည်းအယောင်မလှအောင်ထင်တော့အယောင်တင်လေးထပ်ထည့်လိုက်တကယ်တော့နော်ချစ်တော်နီးနဲ့ရုပ်သီးနဲ့ကြိတ်တဲ့ချိန်မှာအယောင်တင်ထည့်တာတော့ခေါင်းသုံးပါဒါပေမဲ့ခါတိုင်းဆိုရင်ဒီလောက်ဝတ်တာဆိုရင်ရုပ်သီးကဒီချက်ပူထည့်တယ်လေပူထည့်တဲ့အခါကျအယောင်တင်မလို့ပဲနဲ့အယောင်လှအခုခောက်တာရုပ်သီးရှော့တာဘိုင်းနာနေကြတော့ရုပ်သီးရှော့ပြီးတော့ထည့်ဆိုအစီရောင်တဲ့မထဲအယောင်မလှအောင်ဖြစ်သွားအကြောင်းမရောင်တဲ့လေးကိုနောက်မှထပ်ထည့်ကိုဆိုလို့ရှိရင်တော့စက်သွန်နီနဲ့ရုပ်သီးကြိတ်ကလေးကအယောင်တဲ့လေးနဲ့ကြိတ်တော့စက်သွန်နီလေးလည်းထွေးလေးဖြစ်တယ်ပိုးပြီးအယောင်လဲလာပါနော်ပြီးချူမြက်ထဲပြီးအဲ့လေဂျူးမြက်ကဒီမှာ1ကီလိုကို80ဆိုကီလိုဝက်ပေါ့နော်ကီလိုဝက်ဆို40ပေးရတယ်ကီလိုဝက်40ဆိုပေမဲ့တန်တယ်လို့ပြောမှဒီအချက်မှာတော့လေဒီဘောနော်တခြားခုနိုင်ငံလွယ်ပြီးတခြားပဲနေရာရောက်ပမာငွေတန်ဖိုးနဲ့တော့မတွက်နဲ့အဲ့လိုတွက်လိုက်လို့ကတော့မျိုးကြစရာဘာမှမရှိသူ့နိုင်ငံသူ့တန်ဖိုးနဲ့ပေါ့ဒီနိုင်ငံမှာတော့ဘာဝင်ငွေမှတော့မရှိပါဘူးထိုင်စားပါပဲဒါပေမဲ့ဒီလိုပဲအမျိုးကြအောင်စားရတာပါပဲဂျုံးရကမောင်ထဲမှာဆေးရတော့မာထွက်လာသေးတယ်သူ့ရဲ့အမဲမောင်လေး
ကြောတာပြီးတော့မယ်တချို့ကတော့6သူမျိုးဆိုလို့ရှိရင်6ကျွတ်သွားတဲ့အထိကြိုက်တယ်ပေါ့နော်အဲ့ဒါကြိုက်ရင်လည်း6တဲ့အထိချလို့ရတယ်အဲ့လိုမှမဟုတ်ပဲနဲ့အီထွေထွေလေးကြိုက်တယ်ဆိုလို့ရှိရင်လည်းသူမျိုးကိုအီလေးပေါ့နော်အဖုံးအုပ်ခါလိုက်အီကလေးနဲ့ချက်သွားပြီဆိုရင်ရတယ်စာလေးနဲ့ချုံမုံလေးနည်းနည်းထဲဟဲ့ဘောနော်တချို့ကတော့ချက်သားမုံကြိုက်တယ်ကိုကကြတော့ချက်သားမုံကအများကြီးထည့်ရပြီးတော့မှအရသာနေရတယ်ပေါ့နော်ချုံမုံကကျမကြီးနဲ့မညီဘူးလို့ပြောကြပေမဲ့ချုံမုံကသူ့မှာစားလို့ရတဲ့တင်တော်တဲ့ပမာဏတစ်ခုထိကလူကိုအနည်းမပြုတ်ပါဘူးတဲ့အထုတော့မမိအောင်တတိထားဝယ်ရတယ်ချုံမုံဒီမှာဘဟုတုတအနေနဲ့ပေါ့နော်ချုံမုံဝယ်ရင်တော့တစ်ခါလေးကြားလို့ရှိရင်ချုံမုံအစံတောင်းကြီးတွေအကြီးကြီးတွေအားကောင်းနေတော့ထိုးမိတော့မတဲ့အဲ့လိုချုံမုံနေမွဲတဲ့အချီနုမိုတူကလာတဲ့ချုံမုံမှောက်နေတာလေးတွေကတော့နည်းနည်းလေးစွန်ဖျားလောက်ချဲ့ရင်တော့အရသာပေါ့နော်အရသာဟင်းရသာလေးကိုပြင်းသွားစေပါတယ်အဲ့ဒါလေးတွေကိုတတိထားဝယ်ပါအချီနုမိုတူကချုံမုံကတော့ပို့ပြီးတော့ခေါင်းတယ်ပေါ့နော်ဟိုအစင်ဆက်လက်ပဲဒီတစ်စိတ်ခါလူသုံးမြခဲ့တာလေးနော်အခုတော့ရသလောက်ရှိပါပြီဂျူးရဲ့ဝတ်တာจิกတာနဲ့ဂျူးရဲ့ကြော်လေးတစ်ခွက်ရပါပြီအဲ့ဒါလေးကိုပဲဟင်းလေးနဲ့ပဲဖြစ်စားလို့ရှင်တော့မိသားစုထမင်းဝိုင်းမှာထမင်းမိန်စီတဲ့ဟင်းလေးတစ်ခွက်ပါဟာ